ဖိုးဖွေးကိုစစ်ကောင်စီကနေပြီးတော့မှဖမ်းထားတယ်လို့သတင်းတွေထွက်နေတယ်။ဘာဖြစ်လို့ဖမ်းတာလဲဆိုတော့ဟိုတလောကနေတိုးတို့ချူးလေးတို့မြင်းမြတ်တို့မေမြင့်မို့တို့ရိုက်ပေးတဲ့ဇာကားမျိုးပေါ့နော်။ဝါဒဖြန့်ဗီဒီယိုပေါ့ဟိုစစ်ကောင်စီကလုပ်တဲ့ရွေးကောက်ပွဲအတွက်ဗီဒီယိုပေါ့နော်။အဲ့လိုဗီဒီယိုမျိုးမရိုက်ပေးလို့ဖိုးဖွေးကိုဖမ်းထားတယ်ဖုန်းကင်လို့ဖမ်းထားတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။ကိုစိတ်ထင်ရတော့မဖမ်းရသေးဘူးလို့ထင်တယ်။ဘာလို့ဆိုဟိုတလောကဟိုဘာလဲproducer တယောက်ရဲ့မင်္ဂလာဆောင်မှာဖွေးပတ်ကျဲနေရတွေ့လိုက်တယ်ဖမ်းတော့မဖမ်းရသေးဘူးလို့ထင်တာပဲဖုန်းကင်ဆိုတဲ့သတင်းမျိုးနဲ့အဲ့လိုမျိုးတော့သတင်းထွက်နေတယ်ကြော်မျိုးမင်းတို့တွေကလည်းအမှဟိုဖမ်းစေချင်တဲ့ပုံစံမျိုးပေါ့နော်ကြော်မျိုးမင်းကလည်းဖွေးနဲ့လင်းအောင်နဲ့ဖုန်းမကင်ဘူးဆိုပြီးတော့သူလုံနေတယ်ဒီမတိုင်ခင်နေတိုးတို့ဗီဒီယိုထွက်လာပြီးတော့နေတိုးတို့မြင့်မြတ်တို့ဗီဒီယိုထွက်လာပြီးတော့တိတ်မကြတဲ့ခင်ရက်လေးမှာပဲမိုးဟေကိုနဲ့တခြားလူတွေပေါ့နော်မိုးဟေကိုရဲ့ဘယ်သူတွေလည်းမသိဘူးကွာနာမည်ကောင်းကောင်းမှတ်မိတော့ဘူးမိုးဟေကိုတော့ကောင်းကောင်းယူမှတ်မိတယ်မိုးဟေကိုတို့လည်းဖုန်းမကင်သေးဘူးပေါ့နော်ဖုန်းမကင်သေးဘူးဆိုပြီးတော့သတင်းတွေထွက်နေတယ်အဲ့မှာအဲ့တော့သတင်းကအရင်မပြန့်လာဘူးဟိုမတူတော့မတူဘူးပေါ့နော်ဒါဖွေးနဲ့တော့မတူဘူးပေါ့အဲ့လိုမျိုးဖွေးရဖန်နေပုံများမယ်ထင်တယ်အဲ့လိုဆိုတော့အခုဖွေးဖုန်းမကင်ဆိုတဲ့သတင်းကြောင့်တအားကြီးကိုပြန့်လာပြီပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့ဒီတော့ပြောချင်တာတခုတတိပေးချင်တာမိုးဟေကိုတို့ဒီကားကိုရိုက်သွားနိုင်တယ်ဘာလို့လဲဆိုတော့ကြော်မျိုးမင်းပြောတာကပထမဖုန်းမကင်တဲ့လူတွေပထမအဲ့လိုရှောင်ပြေးနေတဲ့လူတွေအခုလက်ခံလာပြီးပါဝင်လာပြီလို့သူပြောတယ်ပါဝင်လာပြီလို့ပြောတယ်ဆိုတော့မိုးရေကိုနဲ့တခြားပေါ့နော်ဖုန်းမကင်တဲ့အဖွဲ့ပေါ့နော်တသက်ရှိသေးတယ်အဲ့ဒီအဖွဲ့ကဒီဇက်ကားကိုရိုက်လာနိုင်ကြီးရှိတယ်ရိုက်လာနိုင်ကြီးအဲ့ချိန်ကျရင်ယူတို့မဆဲနဲ့နော်ယူတို့မဆဲနဲ့အောင်သူတို့မှလည်းဖုန်းမကင်ဘူးသူတို့ရှောင်ပြေးတယ်သူတို့လောက်ကြည့်မှာပဲလေဒါပေမဲ့သူတို့မလွန်ဆန်းနိုင်တော့ဘူးအဲ့တော့သူတို့ဇကားကိုရိုက်နေလောက်တယ်ကြောမျိုးမျိုးပြောပုံရဆိုအရင်မပါဝင်ထားတဲ့လူတွေအခုပါဝင်လာပြီလို့ပြောတယ်အဲ့ဒါနေတိုးတို့ဇကားထွက်ပြီးမှဖုန်းမကင်တဲ့အဖွဲ့နော်အခုဖွေးလက်ဖွေးဖုန်းမကင်ဖွေးနဲ့အလင်းအောင်နဲ့ဖုန်းမကင်သေးဘူးအဲ့တော့ယူတို့ဆဲဖို့ပဲတွေးနေတယ်ဘယ်လိုလုပ်မလဲဒါကိုဘယ်လိုလုပ်ကြမလဲဆိုတာကိုပဲတွေးရမှာဒါအမှုပညာရှင်တွေအနေနဲ့ဆိုလို့ရှိရင်ဒါသူတို့လည်းအကြံဖတ်ခံရတယ်လို့သုံးမယ်ဆိုသုံးလို့ရတာပေါ့နော်လူသိချင်ကြအကြမ်းဖက်ခံရတယ်တော့သုံးလို့ရတယ်သူတို့ရိုက်ချင်မရိုက်ချင်သူတို့ဒီဇက်ကောက်ရိုက်ပေးရမှာပဲအဲ့တော့ယူတို့တွေကတစ်ခါနာထားပြီးသားလူတွေကိုနှစ်ခါနာတွေဖြစ်လို့အခုဖွေးလဲသူတောက်ခံနိုင်တောက်ခံမယ်ဖွေးနဲ့လင်းအောင်လဲတောက်ခံနိုင်တောက်ခံမယ်မတောက်ခံနိုင်ဘူးဆိုလို့ရှိရင်သူလည်းရိုက်ရမယ်အဲ့လိုရိုက်ရတိုင်းဟိုအစိမ်းဘက်ကအစိမ်းလို့ပြောရမလားနော်အဲ့ဒီဘက်ကလည်းတစ်ဖက်ချမ်းကလည်းငါတို့ဘက်ကိုသူတို့ပါလာပြီအဲ့လိုထင်လို့မရဘူးအဲ့ဒါပါလာတာမဟုတ်ဘူးမလွန်ဆန်နိုင်တာကြောက်လို့မလို့ဆန်းနိုင်တာစိတ်ရတဲ့တစ်ဖက်ပိတ်တွေနဲ့နေရတယ်အနီဆိုလဲအနီတစ်ဖက်ပိတ်အစိမ်းဆိုလဲအစိမ်းတစ်ဖက်ပိတ်ငါတို့လည်းဂျားနေဆိုပြီးတော့အစက်ခံရအောင်မယ်ဂျားနေလည်းမဟုတ်ဘူးလေဘယ်ဂျားမှမနေဘူးကောင်းလေးရင်ဝင်ဂျားထဲမှာပဲနေရတာကြိုက်တယ်ဘယ်ဂျားမှမနေချင်ဘူးစိတ်တွေရှုံတော့အဲ့တော့ဖွေးလဲအခုအဆိုရှင်တို့နေတို့တော်ပြောသူတို့နိုင်ငံခြားကိုပြေးလို့မရဘူးလားညင်းလို့မရဘူးလားဆိုအဆောင်ကြည့်လိုက်လေနိုင်ငံခြားကိုပြေးတာလွယ်လားလို့မလေးဒါပေမဲ့ဖွေးနဲ့အလင်းအောင်နဲ့ဘယ်လန်းကိုယူမလဲပေါ့နော်စောင့်ကြည့်ရမယ်ဒါမှမဟုတ်စစ်ကောင်စီကပဲရှေ့မှာလဲမပါဝင်ထားလို့လည်းပါဝင်ထားပြီးမဟုတ်လို့ဖြေလျှော့ပေးလိုက်တာမျိုးပေါ့အရန်နေသဘောကောင်းဖြေလျှော့ပေးလိုက်လို့ဖွေးမရိုက်ဘူးဆိုရင်တော့မသိဘူးဟိုဘာမှလည်းမဖြစ်ဘူးပေါ့နော်ရိုက်လည်းမရိုက်ဘူးအရင်တိုင်းပဲပုံမှန်လဲပတ်နိုင်နေဆိုရင်တော့လဲဒါမသိဘူးပေါ့စစ်ကောင်စီသဘောကောင်းလို့သဘောထားလိုက်ရမှာပေါ့ဖမ်းထားပြီးဟေးဆိုလို့ရှိရင်တော့ဒါစစ်ကောင်စီရဲ့လုံရိုးလုံစင်ပဲလေဒါမထူးဆန်းဘူးထူးကိုမထူးဆန်းဘူးဆဲချင်အဲ့စစ်ကောင်စီကိုဆဲချင်ဆဲပေါ့ဖွေးတို့အလင်းအောင်လို့တကယ်လို့ပါလာရင်လည်းဆဲတာအကြောင်းမရှိဘူးအဲ့ဒီအရှိတက်တော့ဖုန်းလုံးဝမကိုင်းတဲ့အဖွဲ့ရှိသေးတယ်မိုးရေကိုတို့အဖွဲ့သူတို့တကယ်လို့ပါဝင်လာပြီးအဲ့စကားရိုက်လာလို့ရှိရင်လည်းဆဲတာအကြောင်းမရှိဘူးတို့ကတော့မဆဲဘူးယူတို့ဆဲချင်ဆဲမဆဲချင်တို့ကတော့မဆဲဘူးနေတို့အဖွဲ့ကိုလည်းမဆဲဘူးနောက်တက်တော့ပါလာမဲ့မိုးရေကိုတို့အဖွဲ့ကိုလည်းမဆဲဘူးဖွေးကမလို့ဆန်နိုင်လို့ရိုက်လိုက်ရတယ်ဆိုလို့ရှိရင်လည်းဖွေးကိုလည်းမဆဲဘူးယူတို့ကယူတို့ဆဲပြီးတော့ကြံငယ်မောတယ်